ကပြန်မလာဘူးပြီးကြတယ်ဖုန်းနဲ့မဆက်လို့ရဘူးပြန်လည်းမလာဘူးပြီးကြတယ်ပကနေတဲသွားတယ်ရှိတယ်ဆိုတော့ရှောက်သွားတယ်ပြီးကြရင်အလုပ်ရှိတယ်ဆိုတော့ရှောက်သွားတယ်မနေဂျာဆက်ထားရပြက်စီသွားပြီမမေကိုမနေဂျာဆက်ထားရတမီးလို့လည်းဒုက္ခရောက်တယ်အတိတရားမရှိအချက်တရားမရှိတဲ့ခွေးတောင်စားတွေကြည့်ပါလို့တော့လဲဆိုတော့ငင်းနေတယ်အလုံးတေချာနားထောင်သူတို့နဲ့ဖောက်ပြန်တဲ့အချိန်မှာပြောတဲ့စကားတွေဘယ်လောက်ထိယုံဖို့ကောင်းလဲကျွန်တော်ကိုစဉ်းစားနော်သူဘက်ကအဲ့လိုမျိုးတွေဖြစ်လာတော့သူအဲ့လိုမျိုးတွေသူဘက်ကမလို့ချင်ပါဘူးအဲ့ဒါကြီးလည်းဘာမှဖြစ်ဘူးမင်းကမှမင်းလိုချင်ပါတယ်ဆိုရင်လည်းဘယ်လိုလုပ်မင်းဘယ်လိုလုပ်မလဲမင်းကမှမင်းမဲလိုချင်တယ်အဲ့ဒါကြီးအားလုံးမလိုချင်ပါဘူးဆိုရင်မင်းဘယ်လိုလုပ်မလဲရေဆောဘာမျိုးလာကြလားဒီမင်းဘယ်လိုလုပ်မလဲရတယ်ကိုဆုံးဖြတ်ချက်ကိုသိပြီးသားကဲနောက်ထောင်ကြည့်ဘယ်လိုယူဖို့ကောင်းလဲသူဆုံးဖြတ်ချက်ကဆုံးဖြတ်တတ်ပြီးသားတဲ့ကလေးဒုက္ခရောများပြစ်ထားခဲ့ပြီးမှအိမ်ထောင်ရှိရင်းနဲ့အမသူများလူနဲ့ခိုးစားတဲ့ဟာနေရတကအိမ်မှာလည်းမွေးအမျိုးစီမှာလည်းမွေးပိုက်ဆံလည်းလိန်ကလေးကချင်းမဟုတ်မသိယွန်းရှာရုံမာပြီးမိသားစုမှလင်ငယ်လိုက်တဲ့မမိန်းမမျိုးမှာပေါ့လေလူကြီးမင်းများဆွေမျိုးများပရိသတ်များအားလုံးကျွန်တော်တမီးဒုက္ခရောက်လို့ကျွန်တော်မချေနဲ့လို့တင်တာအဆန်းကတရားဆွဲမလို့ငါတမီးမျက်နှာကြောက်တွေ့တာအဲ့ဒီချင်းအဲ့စိုက်ရုံအလုတ်သွားမယ်ဆိုပြီးမှကလေးကချင်းလိန်ညာပြီးမှထွက်သွားတာအမှန်တကယ်အပြင်မှာပိုက်ဆံပြီးမှလင်ငယ်နဲ့သွားတဲခုံခန်းမှာသွားလာတော့ယူဖို့ကောင်းလဲငါတမီးဒုက္ခရောက်လို့ငါတင်တာမချေနဲ့လုံးဝမချေနဲ့ဒီလိုကောင်းမ